တန်တိပါသလားကဘာပေါ်မှာစိန်ထက်တောင်ရှာရခက်ပြီးဖက်ရှိတရဝါလေးတွေစီကနေပဲရရှိနိုင်တဲ့အဖိုးတန်ယတနာတစ်ခုရှိပါနဲ့အဲ့ဒါကတော့ပင်လယ်ပြင်ရဲ့ရွှေတုံးလို့တင်စားကြတဲ့ရွှေရောင်ပလဲတွေပဲဖြစ်ပါတယ်တာမန်ပလဲဖြူတွေတဲ့ဆယ်ဆမကဈေးကြီးပြီးတလုံးတဲ့ကိုတင်ဒေါ်လာ1000ချီတန်ဖိုးရှိတဲ့ဒီရွှေရောင်ပလဲတွေဟာဘယ်နိုင်ငံတွေမှာအကောင်းဆုံးထွက်ရှိတာလဲအထူးသဖြင့်ကျွန်တော်တို့မြန်မာပလဲကဘာကြောင့်ကမ္ဘာနံပါတ်1ဖြစ်နေရတာလဲဒီနေ့မှာတော့ကမ္ဘာထိပ်ဒီရွှေရောင်ပလဲထွက်ရာ10နိုင်ငံနဲ့သူတို့ရဲ့တုံလုတ်စရာဈေးနှုန်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးပါဦးခင်ဗျာပလဲခီးစဉ်ကိုအိန္ဒိယကနေစတင်လိုက်ရအောင်လားဗျာအိန္ဒိယပလဲရီဟာတဘာဝအတိုင်းရွှေဝါရောင်တန်းတက်ပြီးအရွယ်စားသေးငယ်ပေမဲ့တောက်ပြောင်မှုရှိပါတယ်တလုံးကိုဒေါ်လာ100ကနေ300ဝန်းကျင်ပေါက်ဈေးရှိပါတယ်အိန္ဒိယထက်ပိုမိုတောက်ပတဲ့ပလဲတွေရှိရာအရှိတောင်အာရှစီကိုဆက်သွားရအောင်အဆင့်9နေရာမှာရှိနေတာကတော့ဗီယက်နမ်နိုင်ငံရဲ့ပလဲပဲဖြစ်ပါတယ်ဗျာဗီယက်နမ်ပလဲတွေဟာရွှေဝါရောင် creamy gold ရှိပြီးအဝိုင်းဘက်ညင်ညာမှုကြောင့်နာမည်ကြီးပါတယ်တလုံးကိုဒေါ်လာ300ကနေ600ကျားတန်ဖိုးရှိပါတယ်အာရှကနေကျောင်းမြတ်ကျွန်းနိုင်ငံလို့တင်စားရတဲ့မာရာဂတ်စကာစီကိုတစ်ချက်လမ်းကြည့်ရအောင်လားဗျာအဆင့်8နေရာမှာရှိနေတဲ့နိုင်ငံကတော့မာရာဂတ်စကာနိုင်ငံဖြစ်ပါတယ်ဗျာဒီကျွန်းနိုင်ငံရဲ့ပင်လယ်အောက်ခြေကနေအလွန်ရှားပါတဲ့ရွှေရောင်ဖြော့ဖြော့ပလဲတွေထွက်ရှိပါတယ်အရေးတွေးမြင့်ပလဲတစ်လုံးဟာဒေါ်လာ900ကနေ1000အထိပေါက်ဈေးရှိတတ်ပါတယ်အခုဆိုရင်တော့ပလဲမွေးမြူရေးနီးပညာရဲ့ဖခင်ဖြစ်တဲ့ဂျပန်နိုင်ငံစီကိုရောက်ရှိလို့လာပါပြီခင်ဗျာအဆင့်9နေရာမှာရှိတဲ့ဂျပန်နိုင်ငံဟာအကိုရာပလဲဖြူတွေအတွက်နံပါတ်1ဖြစ်ပေမဲ့အစင်းမြင့်နီးပညာနဲ့ထုတ်လုပ်တဲ့ရွှေရောင်ပလဲလေးတွေဟာလည်းမှန်သားလို့ပြောင်းလဲနေတတ်ပါတယ်။တလုံးကိုဒေါ်လာ800ကနေ1500ဝန်းကျင်အထိတန်ဖိုးရှိပါတယ်။ဒီထက်ပိုပြီးအရေးအတွက်အများများထုတ်လုပ်တဲ့အင်ဒိုနီးရှားနိုင်ငံအကြောင်းကိုဆက်ကြည့်ရအောင်ဗျာ။အဆင့်6နေရာမှာရှိတဲ့အင်ဒိုနီးရှားဟာကမ္ဘာရွှေရောင်ပလဲဈေးကွက်ကိုအဓိကထောက်ပံ့ပေးနေတဲ့နိုင်ငံကြီးပါ။သူတို့စီကထွက်တဲ့ပလဲတွေဟာအယောင်အသွေးဆိုးပြေပြီးတလုံးကိုဒေါ်လာ1000ကနေ2500အထိတန်ဖိုးရှိပါတယ်ပရိသတ်တို့ရောရွှေရောင်ပလဲနဲ့ပလဲပြူဘဲဟာကိုပို့နှစ်သက်တယ်လေကွန်မန့်မှာရေးပေးခဲ့ပါဦးဗျာနောက်ထပ်အဆင့်9နေရာမှာရှိတဲ့ဩစတြေးလျနိုင်ငံထွက်ပလဲဟာအရွယ်အစားကြီးမားတဲ့ပလဲဖြူတွေကြောင့်နာမည်ကြီးတယ်လို့ရွှေရောင်ပလဲတွေကိုလည်းအကြီးစားထုတ်လုပ်ပါတယ်တလုံးကိုဒေါ်လာ2000ကနေ4000အထိပေါက်ဈေးရှိပါတယ်အခုဆိုရင်တော့ရွှေရောင်ပလဲကိုနိုင်ငံတော်ရတနာ National Gem အဖြစ်သတ်မှတ်ထားတဲ့ဖိလစ်ပိုင်နိုင်ငံစီကိုရောက်လာပါပြီဗျာအဆင့်4နေရာမှာရှိတဲ့ဖိလစ်ပိုင်နိုင်ငံရဲ့ Golden Pearl တွေဟာရွှေဝါရောင်စစ်စစ်တောက်ပနေတတ်၏တလုံးကိုဒေါ်လာ3000ကနေ9000ကျော်အထိတန်ဖိုးရှိပါတယ်ကမ္ဘာဈေးကွက်မှာအလွန်ရေပန်းစားတဲ့ပလဲတွေပါအခုဆိုရင်တော့ထိပ်သီး3နိုင်ငံထဲမှာပထမဆုံးအထိအလွန်ရှားပါတဲ့တာဟီတီကျွန်းစီခရီးဆက်ရအောင်လားဗျာအဆင့်3နေရာမှာရှိနေတဲ့နိုင်ငံကတော့ပြင်သစ်ပိုလီနီးရှားနိုင်ငံပဲဖြစ်ပါတယ်ဗျဒီပြင်သစ်ပိုလီနီးရှားနိုင်ငံရဲ့တာဟီတီကျွန်းဟာပလဲနက်တွေအတွက်နာမည်ကြီးပေမဲ့ပစ္စတာရှီယိုလို့ခေါ်တဲ့ရွှေဝါရောင်တန်းတဲ့ပလဲနက်တွေဟာအလွန်ရှားပါပြီးတလုံးကိုဒေါ်လာ4000ကနေ9000အထိပေါက်ဈေးရှိပါတယ်နဲ့နောက်ထပ်ကမ္ဘာအရှားပါဆုံးတက်တန့်ရောင်ပလဲတွေရှိရာမက္ကဆီကိုနိုင်ငံစီကိုဆက်ကြည့်အောင်လားဗျာအဆင့်2နေရာမှာရှိနေတဲ့မက္ကဆီကိုနိုင်ငံရဲ့ Sea of Cortez ကထွက်တဲ့ပလဲတွေဟာတစ်နှစ်ကိုအလုံးရေရာဂဏန်းပဲထွက်ရှိလို့အလွန်ရှားပါပါတယ်တလုံးကိုဒေါ်လာ9000ကနေ8000ကျော်အထိတန်ဖိုးရှိပါတယ်ကဲအခုဆိုရင်တော့အားလုံးစောင့်မျှော်နေတဲ့ကဘာကအတိအမှန်ပြုထားတဲ့နံပါတ်1နေရာမှာရှိတဲ့နိုင်ငံရဲ့အလဲကိုရောက်ရှိလို့လာပါပြီဗျာအဆင့်1ကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမြိတ်ကျွန်းစုပဲဖြစ်ပါတယ်ခင်ဗျာမြန်မာရွှေရောင်ပလဲမြန်မာ Golden Pearl ဟာတခြားနိုင်ငံတွေထက်အယောင်ပိုရင့်ပြီး24ကာရက်ရွှေအစစ်ရောင်လို့တောက်ပနေလို့ကမ္ဘာအကောင်းဆုံးထစ်နံပါတ်1တတ်မှတ်ခံထားရတာပါအရေးသွေးမြင့်ပလဲတစ်လုံးဟာဒေါ်လာ1000ကျော်အထိတန်ဖိုးရှိပြီးနိုင်ငံတကာလေလံပွဲတွေမှာစံချိန်တင်ဈေးနှုန်းတွေရလျက်ရှိပါတယ်မြေကျွန်းစုရဲ့ထူးခြားတဲ့အရေးမြစ်အခြေအနေကြောင့်မြန်မာပလဲဟာကမ္ဘာရတနာလောကမှာဘရင်ကမ္ဘာလိုရက်တည်နေတာဖြစ်ပါတယ်ဗျ
မြမပလဲကကဘာမှာနံပါတ်1ဆိုတာကိုသိရလို့ဂုဏ်ယူမိတယ်ဆိုရင်ဒီဗီဒီယိုလေးကို like လုပ်ပြီးလူအများသိအောင် share ပေးလိုက်ကြရအောင်ဗျာနောက်ထပ်ဘလို့ amazing အကြောင်းအရာတွေကိုသိချင်သေးလဲဆိုတာ comment မှာအကြံပြုခဲ့ပေးပါအောင်နော် page လေးကိုလည်း follow လုပ်ထားဖို့မမေ့နဲ့အောင်တော့ဗျာပရိသတ်များအားလုံးရွှေအောင်ပလဲရတနာတွေလို့တတ်ပါပြီးကိုယ်စိတ်နှဖျားချမ်းသာကြပါစေအဆုံးထိကြည့်စုပေးလို့ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ